ချိန်တုန်းကဘဝတစ်ခုမှာကုသမင်းနဲ့ပပဝတိအလောင်းတို့ဟာမကြီးနဲ့မတ်တော်ကြတယ်ထင်ကုသမင်းအလောင်းအကိုနဲ့ပပဝတိလောင်းအမျိုးသမီးကအိမ်တော်ကြတယ်သူကမတ်တော်မှာပေါ့နော်မတ်တော်ခဲအိုလို့လားမသိပါဘူးအဲ့လိုတော်တဲ့အခါမှာချစ်ကန်ဆိုတော့သူတို့သိမတဲ့ခြင်းမတဲ့ကြအောင်တနေ့ကျတော့အဲ့ဒီအိမ်မှာမုန်းလို့တယ်သူကတောသွားနေတယ်သူ့ရဲ့မေကြီးကမုန်းလို့ပြီးတော့စားကြတယ်သူ့အတွက်ကိုမုန်းချန်ထားတယ်သို့တော့ပိစိကဗုဒ္ဓတဆူရောက်လာတဲ့အခါကျတော့တခြားလောင်းစရာမရှိတော့သူ့အတွက်ချန်ထားတဲ့မုန့်ကိုလှူလိုက်တယ်ပိစိကဗုဒ္ဓတပိတ်ထဲလဲထဲလိုက်ရောသူကတောကပြန်ရောက်လာတော့ငါမောင်မင်းအတွက်မုန်းချန်ထားတာအခုပိစိကဗုဒ္ဓရှိလို့ငါတို့လှူလိုက်ပြီဆိုတာရုမလုပ်ဘဲနဲ့သူကဘာလုပ်တော့ကိုမုံတော့ကိုမလှူဘဲနဲ့သူများမုံခမရတော့ကိုမုံတော့ကိုစားတယ်သူများမုံကြတော့လှူပြရမလားဆိုပိစိကဗုဒ္ဓတပိတ်ပေါ်လိုက်ပြီးတော့လူယူလာတယ်ပြေးပြီးတော့နောက်ကလိုက်ပြီးသူ့မုံပြန်ယူလာအဲ့ဒီတော့ဟိုမျိုးသမီးကရှက်လဲရှက်ပိစိကဗုဒ္ဓပေါ်မှာလဲအာနာတော့သူ့အမေအိမ်ပြေးပြီးတော့ထောမအိုးကြီးကိုယူလာတယ်ယူလာပြီးတော့ပိစိကဗုဒ္ဓအရှင်မြတ်ရဲ့တပိတ်ထဲကိုထောပတ်တွေလောင်းထည့်ထောပတ်တွေလောင်းထည့်ပြီးတော့အဲ့ဒီချိန်မှာသူဆုတောင်းလိုက်တယ်ဆုတောင်းဆိုတာကောင်းတာလည်းရှိမကောင်းတာလည်းရှိသူဆုတောင်းဖို့ကဘာလို့ဆိုရင်ဒီကုသကောင်းမှုရဲ့စွမ်းအားကြောင့်တဲ့ဖြစ်လျက်ဘဝမှာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကဟောဒီထောပတ်အယောင်နေတောက်နေတယ်လို့သူခန္ဓာကိုယ်မှာအယောင်နေထွက်ပြရစေဒါမို့ပပဆိုတာအယောင်ဝတ္တိကရှိတာခန္ဓာကိုယ်ကအယောင်ထွက်နေတဲ့အမျိုးသမီးနာမည်ကပပဝတ္တိဗမာပြည်မှာတော့ပပဝတ္တိဆိုတာပပဆိုရင်တော့မဟုတ်ဘူးပဘာခုံးနဲ့မှမှန်တယ်ပပဆိုတာအယောင်နော်ပဆိုရင်တော့ဗာအဓိပ္ပာယ်မှမရှိပဆိုတာရေအိုးစင်ပဲနော်ပဆောင်နှလုံးဆိုရင်ရေ